ဒီနေ့ပိုင်းရဲ့အစမှာတော့မာရီကိုမမ်းမြောင်ကနေပြီးလက်ကိုဆွဲလဲဆွဲပြီးနေရာတစ်ခုကိုခေါ်သွားခဲ့ပါတယ်မာရီကနေပြီးတော့သူ့ကိုကဘဲမှမသွားခိုင်းဘူးဆိုတာပြောလိုက်ခဲ့ပါတယ်မမ်းမြောင်ကနေပြီးတော့ဟိုနေ့တော့မာရီတို့မြို့မှာသူရန်ရှာမိခဲ့တဲ့အတွက်ပြန်ဖို့အစီအစဉ်မရှိဘူးလားဆိုပြီးတော့မေးလိုက်တဲ့အခါမာရီကနေပြီးတော့ဘာလဲဆိုပြီးတော့ပြန်မေးလိုက်ပါတယ်အဲ့ဒါကြောင့်မမ်းမြောင်ကနေပြီးတော့သူတကယ်ဘာမှနားမလည်ဘူးဆိုတာစိတ်ညစ်နေခဲ့ပါတယ်အဲ့ဒီအချိန်မှာမာရီကနေပြီးတော့သူကအဲ့ဒါတွေကိုမစဉ်းစားမိတာကြောင့်ဘာမှမလုပ်ပါဘူးဆိုတာသူချစ်ရသူကြီးပြင်းလာတဲ့မြို့ကိုလာတာဆိုတော့အရန်ပြောပါတယ်ဆိုပြီးတော့ပြောလိုက်ပါတယ်ပြီးတော့သူကိုကိုတန်ဖိုးထားတယ်ဆိုပြီးတော့ပြောလိုက်သေးပါတယ်အဲ့ဒါနဲ့မမြောင်ကနေသူအဲ့ဒါတွေကိုတစ်ခါမှမစဉ်းစားခဲ့ဘူးဆိုတာပြန်ပြောလိုက်ပါတယ်သူတို့နှစ်ယောက်စကားတွေဆက်ပြောနေခဲ့တဲ့အချိန်မှာပဲအနောက်ကနေပြီးတော့ခွေးကောင်လေးနှစ်ကောင်ကနေရောက်လာခဲ့ပြီးတော့မြောင်ဘာလို့ငိုနေတာလဲဆိုပြီးတော့မေးလိုက်တဲ့အခါမမြောင်ကနေဘာမှဖြစ်ပါဘူးလို့ဆိုပြီးတော့ပြောလိုက်ပေမဲ့လူသားတယောက်ကလောက်တာမလားဆိုတာအရီကိုဆွဲခေါ်သွားတော့မဲ့အချိန်မှာပဲမမြောင်ကနေပြီးတော့အခွေးကိုကိုက်လိုက်ပါတယ်ပြီးတော့ဒီနေရာနဲ့အခုထွက်သွားစမ်းဆိုပြီးတော့ပြောလိုက်သေးပါတယ်အဲ့ဒါနဲ့ဟိုကောင်နေကနေပြီးတော့သူ့ကိုလောက်ကလာဆိုတာပြန်ရိုက်တော့မဲ့အချိန်မှာပဲမာရီယာနေပြီးတော့ကာကွယ်ပေးလိုက်ပါတယ်အဲ့ဒါကြောင့်မမြောင်ကနေပြီးသူ့ကိုဘာဖြစ်လို့ကာကွယ်ပေးတာလဲဆိုပြီးတော့ပြောလိုက်တဲ့အခါမာရီယာနေသူ့ကိုဦးနဲ့ခင်တဲ့လူတွေတိုင်းကိုကာကွယ်ပေးခြင်းနဲ့ဆိုပြီးတော့ပြောလိုက်ပါတယ်အဲ့ချိန်မှာပဲကိုဦးကနေရောက်လာခဲ့ပြီးတော့မင်းတို့ရဲစခန်းကိုသွားပြီးတော့နေလိုက်တော့ဆိုပြီးပြောလိုက်ပါတယ်ပြီးတော့တဲ့အခါမာရီကိုဘဲမှမရွေးနဲ့ဆိုတာသူလားခေါ်မယ်ဆိုပြီးပြောလိုက်ပါတယ်မာရီကိုပို့ချလိုက်ပြီးတော့ကိုနောက်ကျသွားတဲ့အတွက်တောင်းပန်ပါတယ်ဆိုပြီးပြောလိုက်ပါတယ်အဲဒါကြောင့်မာရီယာနေပြီးရပါတယ်ဆိုတာပြောလိုက်ပါတယ်ပြီးတော့တဲ့အခါရဲစခန်းထဲမှာတော့မာရီကိုဘာဖြစ်သွားတယ်လဲဆိုပြီးမေးလိုက်ပါတယ်အဲမာရီယာနေတိတ်ဘာမှမဖြစ်ပါဘူးဆိုတာပြောလိုက်ပါတယ်ဟိုကောင်တွေကိုလည်းတေချာထိန်းသိမ်းထားတယ်ဆိုတာရဲခွေးရနေပြီးပြောလိုက်ပါတယ်အပြင်သွားတဲ့အခါမှာတော့ကိုကနေမာရီကိုအဆင်ပြေလားဆိုပြီးမေးလိုက်တဲ့အခါမာရီယာနေသူလက်တွေတုံးနေတယ်ဆိုပြီးပြန်ပြောလိုက်ပါတယ်အချိန်မှာမမြောင်ကနေရောက်လာခဲ့ပြီးတော့မာရီဘာဖြစ်သွားသေးလဲဒဏ်ရာရသွားသေးလားဆိုတာမေးလိုက်ပါတယ်မာရီယာနေဘာမှဖြစ်ပါဘူးဆိုတာပြန်ပြောလိုက်ပါတယ်ပြီးတော့တဲ့ခါမမြောင်ကနေမာရီနာကိုကတ်လိုက်ပြီးတော့ကိုတေချာလေးတန်ဖိုးထားပါဆိုကပြောလိုက်ပါတယ်ပြီးတော့တဲ့ခါမှာတော့ကိုကနေပြီးတော့မာရီကိုပြန်တော့ဆိုပြီးပြောလိုက်တဲ့ခါမှာတော့မာရီကနေဘာလို့ပြန်ရမှာလဲဂတိပေးထားတာရှိသေးတယ်ဆိုပြီးပြောလိုက်တဲ့ခါမှာတော့ကိုကနေပြီးတော့သူ့လိုမျိုးတားရဲလူသားတယောက်ကလုံးဝမကြောက်ဘူးလားဆိုပြီးမေးလိုက်တဲ့ခါမာရီကနေပြီးတော့မကြောက်ပါဘူးဆိုပြီးပြန်ပြောလိုက်ပါတယ်အဲ့ဒါနဲ့ကိုကနေပြီးတော့သူ့ရဲ့အိမ်ကိုခေါ်လာခဲ့ပါတယ်မာရီကိုလည်းသူ့ရဲ့အခန်းသားမှာခဏလောက်နားပါဆိုကပြောလိုက်သေးပါတယ်မာရီရောက်ကနေဒါကိုဦးရဲ့အခန်းလားဆိုတာတွင်းနေခဲ့တဲ့အချိန်မှာပဲကိုကနေရောက်လာပြီးတော့မာရီရဲ့လက်ကိုဆေးပေးလိုက်ပါတယ်အသန်းစင်တဲ့ကောင်ကြီးကအနက်ရမှာဆိုလို့ဆိုတာပြောလိုက်သေးပါတယ်ပြောတဲ့အခါကိုဦးကနေပြီးတော့သူမာရီကိုမကိုင်းမိစေဖို့အတွက်ဆိုတာခွေးမတ်ကိုတက်လိုက်ပါတယ်အဲ့ဒီအချိန်မှာမာရီကနေကိုဦးတော်တော်ထိန်းချုပ်ရမယ်ဆိုတာပြောနေခဲ့တဲ့အချိန်မှာပဲကိုဦးကနေပြီးမာရီရဲ့အင်ဂျီကိုဆွဲချိုးလိုက်ပါတယ်ပြီးတော့တဲ့အခါကိုဦးကနေပြီးမာရီကိုဆောင်ရွက်လိုချင်နေပြီဆိုတာပြောနေခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲမာရီယာနေကိုရက်ကြဆိုပြီးပြောလိုက်တဲ့အခါမှာတော့ကိုကနေပြီးတော့အင်ကြီးကိုတေချာလေးဝက်ပါဆိုကအပြင်ထွက်သွားခဲ့ပါတယ်ကိုကတော့အပြင်မှာသူမာရီကိုလူသားတယောက်အနေနဲ့ပဲထိတွေ့ခြင်းနဲ့ဆိုတာပြောနေခဲ့ပါတယ်တစ်ဖက်ကမာရီယာလည်းသူခံစားမှုအနောက်ကိုလိုက်သွားခဲ့မိတယ်ဆိုတာတွေးနေခဲ့ပါတယ်အဲ့ချိန်မှာပဲမာရီစီကိုကိုကရောက်လာပြီးတော့အဆင်ပြေလားဆိုပြီးတော့မေးလိုက်တဲ့အခါမှာတော့မာရီယာနေသူအင်ကြီးအနောက်ကမတက်တက်လို့ဆိုတာပြောလိုက်ပါတယ်အဲ့ဒါကြောင့်ကိုကနေပြီးတော့သူတက်ပေးမယ်ဆိုတာတက်ပေးလိုက်ပါတယ်ပြောတဲ့အခါမာရီယာနေပြီးတော့နောက်တစ်ခါကျရင်သူ့စိတ်ကိုအေးစင်ထားပါမယ်ဆိုပြီးပြောလိုက်တဲ့အခါကိုကနေပြီးတော့ဂရီပေးနိုင်လားဆိုပြီးတော့မေးလိုက်ပါတယ်အဲ့ဒါကြောင့်မာရီယာနေပြီးတော့ပေးနိုင်တယ်ဆိုတာအတူတူဂရီပေးလိုက်ကြပါတယ်မာရီပြန်တော့မဲ့အခါမာရီကနေပြီးတော့သူ့အိမ်ပြန်တော့မှမလို့တခုလောက်တောင်းဆိုပြစီသူပြောနေခဲ့တဲ့အချိန်မှာပဲကိုကနေပြီးတော့လာပါဆိုပြီးပြောလိုက်ပါတယ်အဲဒါကြောင့်မာရီကနေပြီးတော့ပြေးဖက်လိုက်ပါတယ်အဲဒီအချိန်မှာပဲမာရီနဲ့ကိုစီကိုကိုရှေစီကနေပြီးတော့သူတချင်မတွက်တတ်လို့ဆိုတာပြောလိုက်တဲ့အခါအားနဲ့ကိုကနေပြီးလာမယ်ဆိုပြီးပြောလိုက်ပါတယ်နောက်နေ့မနက်မှာတော့ကိုရှိကိုကိုကနေပြီးတော့တေချာရှင်းပြလိုက်ပါတယ်အားနဲ့ကိုရှိကနေအခုမှတက်သွားနိုင်တယ်ဆိုတာပြောနေခဲ့ပါတယ်ပြီးသွားတဲ့အခါကိုရှိကနေမာရီယိုရလာဆိုပြီးမေးလိုက်တဲ့အခါမာရီကနေရပါတယ်ဆိုတာသူခွေးလေးကိုနွေရာသီတုန်းကအမိုးတွေရိတ်ပေးလိုက်တယ်ဆိုတာချစ်ဖို့ကောင်းလားဆိုပြီးမေးလိုက်ပါတယ်အားဒါကြောင့်ကိုဦးနဲ့ကိုရှိကနေပြီးချစ်ကြလေးဆိုတာပြန်ပြောလိုက်ကြပါတယ်ပြီးတဲ့အခါမာရီကနေပြီးသူအချိုးရီသွားယူအောင်မယ်ဆိုပြီးပြောလိုက်တဲ့အခါမှာတော့ကိုဦးကနေပြီးသူတော်ပြီဆိုပြီးပြောလိုက်ပါတယ်မာရီသွားယူတော့တဲ့အချိန်ကိုဦးနဲ့ကိုရှိကနေကောင်းလေးတယောက်ကနေ့ပျော်ဝဲရှိတယ်ဆိုပြီးပြောလိုက်တဲ့အခါသူတို့တွေဘယ်လိုသွားမလဲဆိုပြီးစဉ်းစားနေခဲ့ပါတယ်မာရီပြန်ရောက်လာတဲ့အချိန်မှာတော့ကိုရှိကနေပြီးတော့အမြင့်ကိုကြိုက်လာဆိုပြီးမေးလိုက်ပါတယ်အဲ့ဒါနဲ့မာရီကနေကြိုက်တယ်ဆိုပြီးပြောလိုက်တဲ့အခါမှာတော့ညနေမှာမာရီကိုညာတစ်ခုကြီးခေါ်သွားခဲ့ပါတယ်မာရီကနေပြီးတော့ဘယ်လိုသွားမှလဲဆိုပြီးမေးလိုက်တဲ့အခါမှာတော့ကိုဦးနဲ့ကိုရှိကနေအဲ့ဒါလှည့်ဝက်ချက်ဆိုပြီးပြန်ပြောလိုက်ကြပါအဲ့ကိုရှိကနေတော့တောထဲကိုဆက်သွားကြဆိုပြီးပြောလိုက်တဲ့အခါမာရီကနေဘယ်လိုဆက်သွားမှလဲဆိုပြီးဆက်မေးလိုက်ပါတယ်အားနဲ့ကိုဦးနဲ့ကိုရှိကနေလိုက်လာခဲ့စမ်းပါဆိုပြီးပြန်ပြောလိုက်ကြပါတယ်ပြီးတော့နှစ်ယောက်သားကနေပြီးတော့မာရွက်လက်ကိုကိုင်လိုက်ပြီးတော့မျက်လုံးမိတ်ထားပါဆိုပြီးပြောလိုက်ပါတယ်ညာတစ်ခုကိုရောက်တဲ့အချိန်မှာတော့ကိုရှိကနေမျက်လုံးလေးဖွင့်ကြည့်လိုက်ပါဆိုပြီးပြောလိုက်တဲ့အခါမှာတော့အဲ့ဒီတွေးလိုက်ခဲ့ရတော့ရန်အောင်လာပါတဲ့ရှူကင်းတစ်ခုပဲဖြစ်ပါတယ်မိဘုံနေနဲ့ရန်အောင်လာပါတဲ့မီယူမီပန်းတွေကိုတွေးနေခဲ့ရပါတယ်မာရီယာနဲ့ရန်အောင်လာပါတဲ့ဆိုတာပြောနေခဲ့ပါတယ်ပြီးတော့တဲ့အခါကိုရှိကနေပြီးတော့ဒီနေရာကိုမာရီကိုခေါ်လာဖို့သူတို့နှစ်ယောက်ကတိုင်ပင်ခဲ့ကြတာဆိုတာပြောလိုက်ပါတယ်စကားတွေဆက်ပြောနေရင်နဲ့ကိုရှိကနေပြီးတော့အင်းစာကိုအပြီးလောက်ကြဆိုပြောလိုက်ရင်ဒီနေ့ပိုင်းလေးကတော့ဒီမှနေဆက်သိမ်းသွားခဲ့ပါတယ်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်